ဆိုကလေးကမောင်မြဝမမြဲရည်လေလာမမြင်ကွယ်ရတမြင်စီကွာဝေးရပြောင်းနာလွန်ရတော့မယ်ဆိုကလေးကမောင်မြဝမမြဲရည်လေလာမမြင်ကွယ်ရတမြင်စီကွာဝေးရပြီတခါကံကြမ္မာရဲ့ဝေးရဖို့ဖန်လာပြီလားဒီလူဟာအလွန်ရဲ့ကြုံဖြစ်နေပြီလားအခုတော့နေဟာနေလာများစွာကြာဆောင်ရတဲ့လူကယူလို့ပါငါပေမနေများရောက်လာမလားမမီသေးတဲ့နေပြောတဲ့စကားသာဝရနီးရခဏလေးခွဲတာပါယုံကြည်နေသူပါနေအမြပြန်လာပါငါအသက်ရှင်သမျှဆောင်နေမှာကံကြမ္မာရဲ့ဝေးရဖို့ဖန်လာပြီလားဒီလူဟာအလွန်ရဲ့ကြုံဖြစ်နေပြီလားအခုတော့နေဟာနေလာများစွာကြာဆောင်ရတဲ့လူကယူလို့ပါငါပေမနေများရောက်လာမလားလက်ဖက်ရဘယ်လိုနဲ့စင်ကိုလိုက်သွားတော့ဒီတော့အရေးကြီးရဲ့ကိစ္စဘာဖြစ်လို့အခုမှပြောချင်ပါဦးကိုရဲ့ထာဝရနေဖို့အတွက်ခဏလေးပဲခေါ်ရတာဝေးရတော့မယ်ဆိုကလေးကမောင်မြဝမမြဲရည်လေလာမမြင်ကွယ်ရတမြင်စီကွာဝေးရပြောင်းနာကံကြမ္မာရဲ့ဝေးရဖို့ဖန်လာပြီလားဒီလူဟာအလွန်ရဲ့ကြုံဖြစ်နေပြီလားအခုတော့နေဟာနေလာများစွာကြာဆောင်ရတဲ့လူကယူလို့ပါငါပေမနေများရောက်လာမလားမမီသေးတဲ့နေပြောတဲ့စကားသာဝရနီးရခဏလေးခွဲတာပါယုံကြည်နေသူပါနေအမြပြန်လာပါငါအသက်ရှင်သမျှဆောင်နေမှာငါအသက်ရှင်သမျှလွန်နေမှာဒါဆိုအခုတိတ်ရောက်ပါမလားသမီးလေးရမီးလေးတကယ်ကြမှာဆောင်းသွားပြီတာရဲ့ရှာသမီးလေးပါဝိကဆန်ရောဂါရှိရဲ့သမီးလေးကိုစိတ်ချမ်းသာပါစေဆိုပြီးတော့ဟေးအောင်မေဟာလာရောတာပါရတော့မယ်ဆိုကလေးကမောင်မြဝမမြဲရည်လေလာမမြင်ကွယ်ရတမြင်စီကွာဝေးရပြောင်းနာလွန်ရတော့မယ်ဆိုကလေးကမောင်မြဝမမြဲရည်လေလာမမြင်ကွယ်ရတမြင်စီကွာဝေးရပြီတခါကံကြမ္မာရဲ့ဝေးရဖို့ဖန်လာပြီလားဒီလူဟာအ
ကြုံဖြစ်နေပြီလားအခုတော့နေဟာနေလာများစွာကြာဆောင်ရတဲ့လူကယူလို့ပါငါပေမနေများရောက်လာမလားမမီသေးတဲ့နေပြောတဲ့စကားသာဝရနီးရခဏလေးခွဲတာပါယုံကြည်နေသူပါနေအမြပြန်လာပါငါအသက်ရှင်သမျှဆောင်နေမှာကံကြမ္မာရဲ့ဝေးရဖို့ဖန်လာပြီလားဒီလူဟာအလွန်ရဲ့ကြုံဖြစ်နေပြီလားအခုတော့နေဟာနေလာများစွာကြာဆောင်ရတဲ့လူကယူလို့ပါငါပေမနေများရောက်လာမလားတော့မဲ့ဆိုကလေးကမောင်မြဝုံမမြဲရည်လေလားမမြင်ကွယ်ရတမီစီကွာဝေးရပြန်နာကံကြမ္မာရဲ့ဝေးရဖို့ဖန်လာပြီလားဒီလူဟာအလွန်ရဲ့ကြုံဖြစ်နေပြီလားသာဝရနီးရခဏလေးခွဲတာပါ